ကန်စစ်လီများကအီရန်နိုင်ငံရှိနျူကလ িয়ার စီမံကိန်းစက်ရုံများရှိရာ3နေရာကိုယနေ့မနက်ကဝင်ရောက်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသမ္မတဒေါ်နယ်ထရန့်ကကြေညာထားပါတယ်။အီရန်ရှိတောင်တကူအောက်တွင်ပေယာပေါင်းများစွာတူး၍တိစောက်ထားတဲ့ဖော်တိုအမည်ရနျူကလ িয়ার စီမံကိန်းနေရာကိုအမေရိကန်ပိုင်ဆိုင်ထားတဲ့ဘုံကျဲလျင်များနဲ့ပေါင်3000အလေးချိန်ပုံများအသုံးပြုကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။အခုတော့အမေရိကန်လေယာဉ်တွေကအီရန်လေပိုင်နက်ကနေပြီးတော့ထွက်လာပါပြီ။လေယာဉ်တွေအားလုံးဘေးကင်းပါတယ်ဆိုပြီးတော့ထရန့်ကလူမှုကွန်ရက်မှာရေးသားထားပါတယ်။အမေရိကန်ကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ပြစ်မှတ်3နေရာတွင်2ခုမှာအီရန်နိုင်ငံရဲ့ယူရေနီယံတန့်စင်ရေးထုတ်လုပ်ရေးစခန်းများဖြစ်ပြီးပထမတစ်ခုမှာဖော်ရိုတောင်အောက်စခန်းဖြစ်ကဒုတိယတစ်ခုမှာနက်တန်စ်ဒေတာရှိစခန်းဖြစ်ပါတယ်။ဒုတိယမြောက်စခန်းကပုံမိုကြီးမားတဲ့ယူရေနီယံတန့်စင်စခန်းဖြစ်ပြီးအဲဒီနေရာမှာအစ္စရေးတိုက်လေယာဉ်တွေကလွန်ခဲ့တဲ့ရက်ပိုင်းကဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။အမေရိကန်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့တတိယစခန်းမှာရှေးဟောင်းမြို့တော်အက်စဖာဟန်မြို့အနီးတရှိကထိုစခန်းမှာနျူကလ িয়ার ဘုံထုတ်လုပ်ရန်နှိပါအသင့်ဖြစ်နေတဲ့တန့်စင်ယူရေနီယံများတိုးမိထားတယ်လို့အစ္စရေးတို့ကဆိုထားပါတယ်။အမေရိကန်ကဝင်ရောက်ပုံကျဲတိုက်ခိုက်ခဲ့တဲ့အချိန်မှာအီရန်စံတော်ချိန်ယနေ့မနက်2နာရီခွဲမြန်မာစံတော်ချိန်မနက်9နာရီခွဲဖြစ်ကြောင်းအမည်မဖော်လိုတဲ့အီရန်အစိုးရတာဝန်ရှိသူတွေကကိုးကားပြီးတော့နယူးယောက်တိုင်းသတင်းစာကရေးသားဖော်ပြထားပါတယ်။ရွေးကောက်ပွဲမဲဆွေလှုပ်ရှားမှုများ၌နိုင်ငံသားတွင်ထာဝရစစ်ပွဲများအမေရိကန်ကဆင်နွှဲခြင်းကိုရပ်တန့်ပစ်မယ်လို့ကြွေးကြော်ခဲ့တဲ့ဒေါ်နယ်ထရန့်ကအီရန်နိုင်ငံရဲ့မြေအောက်အထက်ထက်ခိုင်မာစွာတိစောက်ထားတဲ့စခန်းတွေကိုတိုက်ခိုက်ရန်အမေရိကန်စစ်တပ်ကိုအသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။အီရန်နဲ့နျူကလ িয়ার ဘုံလုံးဝမပိုင်ဆိုင်စေရဟုအစ္စရေးနဲ့၎င်းရဲ့မဟာမိတ်အမေရိကန်တို့ကဆိုထားပြီး၎င်းတို့ကအီရန်ကိုတိုက်ခိုက်ခြင်းမှာထိုရည်မှန်းချက်အတွက်သာဖြစ်တယ်လို့ကြွေးကြော်ထားပါတယ်။လွန်ခဲ့တဲ့10ရက်ခန့်မှာအစ္စရေးကအီရန်ကိုစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအီရန်ကလည်းလက်တုံ့ပြန်တဲ့အနေနဲ့အစ္စရေးနိုင်ငံသို့တာဝေးပစ်ဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အစ္စရေးတိုက်ခိုက်မှုကြောင့်အီရန်ထိပ်တန်းစစ်ဗိုလ်ချုပ်17ဦးခန့်သေဆုံးသွားပြီးအီရန်ရှိအရက်သား400ကျော်ခန့်လည်းအသက်ဆုံးရှုံးခဲ့ရပါတယ်။အီရန်ရဲ့ဒုံးကျည်များအားအစ္စရေးရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့်အများအပြားပစ်ချနိုင်ခဲ့ပေမဲ့အချို့မှာအစ္စရေးနိုင်ငံတွင်ကြားရောက်ပောက်ကွဲခဲ့ပြီးဒါဇင်နဲ့ချီကအသက်ဆုံးရှုံးခဲ့ရပါတယ်။အီရန်အောင်ဝင်ရောက်မတိုက်ခိုက်မီဒေါ်နယ်ထရန့်ကအီရန်ဒီလုံးဝအုပ်တုံအညံပေးလက်နက်ချမယ်လို့ကြွေးကြော်ခဲ့ပေမဲ့အီရန်နိုင်ငံရဲ့ခေါင်းဆောင်ဖြစ်သူအယာတိုလာအလီခါမီနီကိုလုံးကျန်တပ်ဖြတ်ရန်ကိုတော့မထောက်ခံကြောင်း၎င်းကဆိုခဲ့ပါတယ်။အမေရိကန်ကအီရန်ကိုတိုက်ခိုက်လာပါကအရှေ့လေပိုင်းရှိအမေရိကန်ပြည်မှန်များအားလက်တုံ့ပြန်သွားမယ်လို့အီရန်ဘက်ကပြောဆိုထားပြီးအယာတိုလာအလီခါမီနီကလည်း၎င်းကြာဆုံးသွားပါက၎င်းကိုဆက်ခံရန်လူ3ဦးကိုရွေးချယ်ထားပြီးဖြစ်ကြောင်းယမန်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။